တရုတ်ရဲ့ဖိအားကြောင့်လာရှိုးဟာအစိုးရကိုပြန်ပေးလိုက်တဲ့ဒါကိုအားလုံးကသိနေတယ်။ကိုကန်ကတရုတ်စီကဘာပြန်ရလိုက်လဲဆိုတော့လူတိုင်းမသိပါဘူး။ကျွန်တော်ကလည်းအဲ့ဒါကိုသိချင်လို့တရုတ်မီဒီယာဖြစ်တဲ့တုံရင်နဲ့ခိုင်ဆိုးကိုတွားလှန်ကြည့်တဲ့အခြေအနေကတော့ဒီအတိုင်းကိုတွေ့ရှိရတာပါ။နံပါတ်1တရုတ်ကွန်မြူစီတွေကိုကိုကန်ဘက်အကန်တန်ရှိဖွင့်ပေးလိုက်တာဟုတ်ပါတယ်။နံပါတ်2ကိုကန်လာဝကလှုပ်ပေးတဲ့နေဆက်ထက်ကျော်စောင်းကိုတရုတ်ကအတိမတ်ပြုပေးလိုက်တာလည်းဟုတ်ပါတယ်။မြင်သာပြောရမယ်ဆိုရင်တော့ကချင်ပြည်နယ်မှာ KIO ထိန်းချုပ်ထားတဲ့နေဆက်ဂိတ်အများကြီးရှိတယ်။လူဝင်လူထွက်မရပါဘူး။အရေးပေါ်နားလည်မှုနဲ့စေကူဖို့လူလောက်ပဲအဝင်ရကြတာဖြစ်ပါတယ်။တရုတ်ကလာရှိုးအစိုးရစီပြန်အပ်ခိုင်းတဲ့အကြောင်းရင်းနဲ့အကြောင်းပြချက်တွေကအများကြီးရှိမယ်မထင်ပါဘူး။အကြောင်းကတရုတ်ဟာကုန်ကယ်ရနာထားတာကြားပြီးဖြစ်တဲ့ချင်းရွှေဟော်ကိုပြန်ဖွင့်ရန်ဆန္ဒပြင်းထန်နေလို့ယူဆပါတယ်။ဆိုလိုတာကလာရှိုးမှာအစိုးရဘက်ကအကောင့်ခွန်ဌာနကရုံးထိုင်ပြီးချင်းရွှေဟော်ဂိတ်ကိုစီမံခန့်ခွဲဖို့လို့ယူဆပါတယ်။ DNLA ကစလင်းညွန့်တွေကိုဒီနေ့တောင်းတာရမယ်မရဘူးမပြီးသေးဘူး။မလာကတော့ပြီးဖယ်သဘောရှိပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့အာဏာတည်မြဲဖို့နဲ့သူ့ကျွန်းစီပွားမိသားစုအာမခံချက်ရှိဖို့ကအဓိကရွေးကောက်ကရတဲ့နေရာဒေသကရလို့အစိုးရဖွဲ့တရုံရဲ့အစီအမံနဲ့ဩဇာသုံးအစိုးရအတိမတ်ပြုလက်ခံလာမယ့်နိုင်ငံတွေရှိလာမယ်။ဒါထွက်ပေါက်လို့ထင်နေကြတာခံမှန်းမှုဆိုတာကလိုက်မမီပါဘူး။ကိုရိုကြီးတွေတော့တသက်စင်အောင်လဲချော်ကြတာဘာဖြစ်မယ်ဆိုတာမြန်မာနိုင်ငံရေးကရှုပ်ထွေးအဲ့ဒါကိုပဲအမျိုးမျိုးသုံးသပ်နေကြတာစင်ကားကိုပညာပြန်မပေးနိုင်သေးတယ်မလုပ်ရဲသေးတယ်များမြန်မာပြည်သူတွေရဲ့တန်မိုးရှိတဲ့လူငယ်တွေဒုက္ခရောက်ပေးဆက်နေရအောင်မယ်ဗီဒီယိုလေးကိုစောအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်နောက်ရက်တွေမှာလည်းဒီထက်ပိုပြီးစိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းအကြောင်းအရာမျိုးစုံတွေပြန်လာခဲ့ပါအောင်ရှင်